Okay ဒီနေ့မှာတော့ကျွန်တော်ရဲ့ viewer တွေအတွက်ဝင်ငွေရှာလို့ရတဲ့ဂျပန်တော်ကောက်ခွင့်နည်းလေးကိုပြောပြပြမှာဖြစ်ပါတယ်။အဲကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်ဖို့အတွက်တောင်းဆိုချင်ပါတယ်ဗျ။ဟုတ်ကဲ့ပါဗီဒီယိုလေးကိုစလိုက်အောင်ပါဗျ။ဒါတော့ကျွန်တော်ရဲ့ဂျပန်တော်ကောက်ကလေးဖြစ်ပါတယ်။follow ဗာလဲ follow လေးလာလုပ်ဖို့လဲတောင်းဆိုချင်ပါဗျ။ပြန်ပြီးတော့လုပ်ပေးဖို့ပြန်ပြီးတော့လည်းလုပ်ပေးပါမယ်ဗျ။ ဟုတ်ကဲ့ပါအရင်ဦးဆုံးကျွန်တော် viewer တွေကဘာလုပ်ရမလဲဆိုရင်ပထမဆုံးကVPN ချက်ရမယ်ဗျအဲ့ VPN ကဂျပန် region ကိုချက်ရမှာပေါ့ဗျာဂျပန် region ပါမရှိသေးတဲ့ VPN လေးကို download လိုက်ပါဗျကျွန်တော်ကတော့အခုလက်ရှိသုံးတာတော့ VPN လေးကိုသုံးပါတယ်အဲကြောင့်ကျွန်တော်ဂျပန်တိုဂျိုချိန်လိုက်ပါမယ်ဗျဟုတ်ကဲ့ပါရတော့ပါပြီ Hey, are you playing games today? တော့ပါကဲကျွန်တော်ဂျပန်TikTok ကောက်ဖြစ်မဲ့ဖြစ်ဆိုတာဂျပန် region ဖြစ်မဲ့ဖြစ်ဆိုတာကိုကျွန်တော်တစ်ချက်စစ်ဆေးရပါမယ်အဲ့အတွက်ကြောင့်ကျွန်တော် Chrome လေးကိုတစ်ချက်ဝင်မယ် Chrome လေးကိုတစ်ချက်ဝင်မယ်Chrome လေးကိုတစ်ချက်ဝင်ပြီးရင်server my location လို့တစ်ချက်ရရှာလိုက်ပါဗျ my location NOCATION my location ဟုတ်ကဲ့ချက်ရိုက်ချလိုက်ပါမယ် okay ဒီမှာနီအောင်လေးနဲ့ပြနေဂျပန်တိုဂျိုတဲ့အဲ့တော့ကျွန်တော်region ကတိုဂျိုမှာဖြစ်နေရနော်ဂျပန် region ဖြစ်သွားပါပြီအဲ့အတွက်ကြောင့်ကျွန်တော်ကအကောက်ဂျပန်TikTok ကောက်ဖွင့်မယ်ဆိုရင်အဲ့လိုမျိုးလေးပါဗာလဲ email ဖြစ်ဖြစ်ဒါမှမဟုတ်ရင် TikTok တစ်ခါမှမဖွင့်ဘူးတဲ့email ဖြစ်ရမှာပေါ့ဗျာ TikTok တစ်ခါမှမဖွင့်ဘူးတဲ့ email ဖြစ်ရပါမယ်အဲ့ဒါကြောင့်ကျွန်တော်တစ်ချက်ဝင်လိုက်ပါမယ်ဒီမှာ region အောက်ဆုံးမှာရှိပါတယ် region ဆိုတာကျွန်တော်ကမလေးရှားမှာဖြစ်တဲ့မလေးရှားဖြစ်နေရပါအဲ့နောက်မှာဂျပန်ပြောင်းရပါမှာအဲ့တော့တစ်ချက်ရိုက်ရှာလိုက်ပါမယ်ကျွန်တော်ဂျပန်ကြည့်ကျွန်တော်လည်းရှာလိုက်ပါမယ်ဟုတ်ကဲ့ပါဂျပန်ပြောင်းသွားပါပြီဂျပန်ပြောင်းသွားပြီဆိုတော့ကြာကျွန်တော်ကတော့ဘာနဲ့ဝင်လိုက်ဖေးပုံနဲ့ဝင်လိုက်မယ်ဗျာကျွန်တော်ဖေးပုံနဲ့ဝင်လိုက်မယ်ဗျာကျွန်တော်ဖေးပုံနဲ့ဝင်လိုက်မယ်ဘာလို့ကကျွန်တော် viewer တွေကဘယ်လိုလဲ email Gmail ရှိရင်လည်း Gmail နဲ့တခါဝင်လိုက်လို့ရပါတယ်ဒါပေမဲ့အဲ့ Gmail ကတော့လုံးဝTikTok တစ်ခါမှမဖွင့်ဘူးတဲ့ email ဖြစ်ရပါမယ်ဗျနှုတ်ဆက်တော့မရပါဘူးဗျ TikTok တစ်ခါမှမဖွင့်ဘူးတဲ့ email ဆိုရင်တော့ရမှာပါဟုတ်ကဲ့ပါဒီမှာလာတော့ကျွန်တော်မွေးတက်ကိုထည့်လိုက်တဲ့မွေးတက်ကမှန်မိုးလေးကြီးပါတယ်အဲ့ဒါမွေးကိုထည့်တဲ့မွေးတက်ကကိုလည်းတခြားမှတ်ထားပါဗျာကိုရဲ့မွေးတက်ကကိုထည့်ရင်တော့အကောင်းဆုံးပါပဲโอเคကျွန်တော်နာမည်ကဖြစ်တဲ့အတွက်တစ်ခါကျွန်တော်ကူမ TikTok ဆောက်ကဲအကောင့်ကလေးကိုပွင့်တော့ပါပြီဗျပေါ်လာโอเคရတော့ပြီဗျဒီမဲ့အပေါ်မှာ point ဆိုတဲ့ဟာလေးတစ်ချက်ရှိပါတယ်เนาะအဲ့မဲ့ကျွန်တော်ပွင့်တော့ပါပြီဗျအဲ့ဒါဂျပန် TikTok ကောက်ဖွင့်ပြီပါအားလုံးစင်ပြေကြပါသေးခင်ဗျကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်ဗျအားလုံးလည်းပတ်သက်တွေပုံငွေရှာနိုင်ကြ